လူပြိုကြီးလို့တိထားကြပေမဲ့ဇနီးနဲ့ကလေးကိုချပြလာတာကြောင့်လူပြောများနေတဲ့ခန့်စီသူတရုတ်ဆောင်မင်းသားကြီးခန့်စီသူကတော့အကယ်ဒမီပေးပွဲပေးကြတဲ့ကစမ်းတက်နေကြတဲ့သူပေါင်းနေမျိုးအောင်ကိုအကယ်ဒမီပေးဖို့ဖွင့်ဖောက်ကြေညာတဲ့အချိန်နေမျိုးအောင်ဆိုပြီးတူပြောသွားတာကြောင့်ကြရက်ထသွားခဲ့တာပါနေမျိုးအောင်ကတစ်တော့တစ်ခွင်မှာနာမည်ကြီးသွားပြီး DJ တွေတောင်ထွက်ခဲ့တဲ့အထိပါပဲရှင်အခုတစ်ခါမှလည်းခန့်စီသူကနောက်ထပ်တစ်မျိုးနဲ့လူပြောများလာခဲ့တာပါခန့်စီသူကပွဲတစ်ခုမှာသူ့ရဲ့ဇနီးတင်တဲ့သားလေးကိုပွဲထုတ်လာတယ်ဆိုတဲ့သတင်းပဲရှင်ခန့်စီသူကသူတယောက်တည်းထိုင်နေရကနေနောက်ကပြေးထွက်လာတဲ့အမျိုးသမီးကကလေးပိုက်ပြီးရောက်လာခဲ့တာပါခန့်စီသူကိုတွေ့ချင်းအဖေလို့ခေါ်လိုက်ဆိုပြီးအမျိုးသမီးကသူမရဲ့သားလေးကိုတင်ပေးနေကြတာဖြစ်ပါတယ်အမျိုးသမီးရဲ့သားလေးကလည်းမိခင်ဖြစ်သူတင်ပေးတဲ့အတိုင်းခန့်စီသူစီပြေးသွားကရင်ဝင်နဲ့ဝင်ထိုင်လိုက်ပါတယ်ဒီမြင်ကွင်းကဖြတ်ခနဲကြည့်လိုက်မယ်ဆိုရင်တော့တကယ်မိသားစုလေးလိုဖြစ်နေကကျင်းနှူးစရာလည်းကောင်းနေကြတာပါအမျိုးသမီးကလည်းတားငယ်လေးလိုပဲခန့်စီသူအနာကိုကတ်ထိုင်ပြီးလက်ချင်းချိတ်ကဓာတ်ပုံရိုက်နေပါတယ်ဘလို့ပဲကြည့်ကြည့်မိသားစုလေးလိုဖြစ်နေတာကြောင့်ခန့်စီသူတယောက်ကလူပြိုကြီးမဟုတ်ပဲအိမ်တောင်ရှိနေတာကြားပြီးဆိုတဲ့သတင်းတွေထွက်ပေါ်လာတာပါမိမရှိတာကိုအခုမှကလေးနဲ့တကွချပြတယ်လို့လည်းထင်နေကြပါတယ်ရှင်အမှန်တကယ်မှာတော့ဒါကသတင်းအမှားသာဖြစ်ပြီးခန့်စီသူကလူပြိုကြီးတယောက်သာဖြစ်ပါတယ်ဓာတ်ပုံတွေကအမျိုးသမီးနဲ့ကလေးကတော့ခန့်စီသူနဲ့ယင်းနှီးကျွမ်းဝင်တဲ့မိတ်ဆွေတွေသာဖြစ်နိုင်ပြီးလူပြိုကြီးကိုတမင်သက်သက်စားနောက်ချင်လို့အမွေတစ်ဖြက်လုပ်ခဲ့တာဖြစ်ပါတယ်ခန့်စီသူကလည်းစားနောက်နေမှန်းသိလို့ပြုံးပြောနဲ့လက်ခံခဲ့တာပါဒါပေမဲ့ရုတ်တရက်ကြည့်လိုက်ရင်တော့မိသားစုတွေလိုထင်ရတဲ့အတွက်အခုလိုသတင်းတွေထွက်ပေါ်ခဲ့တာပဲဖြစ်ပါတယ်လူပြိုကြီးခန့်စီသူရဲ့အမွေတစ်ဖြက်ရိုက်ထားတဲ့မိသားစုဓာတ်ပုံလေးပေါ်ပြည်သက်တို့ရောဘယ်လိုထင်ကြလဲရှင်